မင်္ဂလာပါရှင် Book Notes မှာကြိုဆိုပါရရှင်ဒီနေ့မှာတော့လူတိုင်းရဲ့ရင်ထဲမှာရှိနေပေမဲ့သတိမထားမိတတ်တဲ့အစွမ်းအစတွေကိုဖော်ထုတ်ပေးမဲ့စာအုပ်ကောင်းလေးတစ်အုပ်အကြောင်းပြောပြပေးချင်ပါတယ်ရှင် Book title က Hidden Potential The Science of Achieving Greater Things Author က Adam Grant ပါရှင်နေတန်ကျမတို့လူအဖွဲ့အစည်းမှာအောင်မြင်သူတွေကိုကြည့်လိုက်ရင်သူကတော့ပါရမီပါလာတာပဲလို့ပြောလို့ရှိကြပါတယ်။ဒါပေမဲ့နာမည်ကျော်စိတ်ပညာရှင် Adam Grant ကတော့ဒီအယူအဆကိုဆင့်ခေါ်လိုက်ပါတယ်။ဒီစာအုပ်ဟာအောင်မြင်မှုဆိုတာမွေးရပါထူးချွေမှုသက်သက်မဟုတ်ပဲကျမတို့ရဲ့ဖုံးကွယ်နေတဲ့စွမ်းအင်တွေကိုဘယ်လိုနည်းစနစ်ကျကျဖော်ထုတ်လဲဆိုတာကိုသိပ္ပံနည်းကျလေ့လာသင်ပြထားတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။အနုချုပ်ဒီစာအုပ်မှာ Adam Grant ကအောင်မြင်မှုကိုတိုင်းတာတဲ့အခါဘလောက်အမြင့်ကိုရောက်သွားလဲဆိုတာထက်ဘလောက်ဝေးကွာတဲ့ခရီးကိုရှောက်လန်းခဲ့လဲဆိုတဲ့အပေါ်မှာပိုပြီးအာရုံစိုက်ဖို့အကြံပြုထားပါတယ်။စာအုပ်ရဲ့အဓိကအချက်ကတော့ character skills တွေဟာမွေးရပါအရေးချင်းထက်ပိုပြီးအရေးကြီးတယ်ဆိုတာပါပဲ။ကျမတို့ဟာတစ်ခုခုကိုသင်ယူတဲ့အခါအမားလုပ်မိမှာကိုအယမ်းကြောက်တတ်ကြပါတယ်။ဒါပေမဲ့ Grant ကတော့အမားလုပ်ရမှာကိုမကြောက်ပဲမပြည့်စုံမှုကိုလက်ခံနိုင်ခြင်းဟာတိုးတက်မှုအတွက်ပထမဆုံးခြေလှမ်းပဲလို့ဆိုပါတယ်။ဥပမာအားဖြင့်ဘာသာစကားအသစ်တစ်ခုသင်တဲ့အခါအမားမအယွင်းယွင်းနဲ့ရဲရဲဝံ့ဝံ့ပြောဆိုသူဟာအမားကြောက်လို့ငြင်းနေသူတဲ့ပုံမြန်မြန်တက်မြောက်သွားတာမျိုးပေါ့ရှင်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက scaffolding ပံ့ပိုးမှုစနစ်အကြောင်းပါရှင်။အောင်မြင်သူတိုင်းဟာတယောက်တည်းရုန်းကန်ခဲ့ကြတာမဟုတ်ပါဘူး။သူတို့မှာမှန်ကန်တဲ့လိုင်းညွှန်ပြသူ mentors တွေနဲ့အားပေးကူညီမဲ့ပတ်ဝန်းကျင်တွေရှိပါတယ်။ကိုယ့်ရဲ့အားနည်းချက်ကိုသိပြီးအကူအညီတောင်းခံတတ်တာဟာအားနည်းတာမဟုတ်ပဲကိုယ့်ရဲ့ potential ကိုအကောင်းဆုံးအသုံးချတတ်တာဖြစ်ပါတယ်။ Grant ကလောကမှာနောက်ကျမှဖွင့်တဲ့ပန်းတွေ late bloomers တွေရှိတယ်ဆိုတာကိုလည်းသတိပေးထားပါတယ်။ငယ်စဉ်မှာထူးထူးခြားခြားမတော်ခဲ့ပြီးမဲ့နီးစနစ်ကျကျစ조사မှုကြောင့်နောက်ပိုင်းမှာအံ့ဩစရာကောင်းလောက်အောင်မြင်လာသူတွေအများကြီးရှိပါတယ်။ဒီစာအုပ်ကကျမတို့ကိုပေးချင်တဲ့ message ကတော့မင်းမှာပါရမီမပါဘူးလို့ထင်နေတဲ့အရာတွေဟာတကယ်တော့လေ့ကျင့်ယူလို့ရတဲ့အစွမ်းအစားတွေပဲဖြစ်တယ်ဆိုတာပါပဲရှင်။ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့အခါသင်မှာသင်မသိသေးတဲ့စွမ်းအားတွေအများကြီးရှိနေတယ်ဆိုတာကိုယုံကြည်သွားပါလိမ့်မယ်ရှင်။ကိုအားမလို့ရမရဖြစ်နေတဲ့အချိန်မျိုးမှာဒီစာအုပ်ကသင်ရဲ့ခွန်အားသစ်တွေပေးနိုင်မှာအသေးချပါမယ်ရှင်။